Hello အားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့ကတော့2025 TikTok Live ဖွင့်နည်းလေးကိုပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတကယ်ချင်းမိတ်ဆွေတို့အတွက်ကြိုးရှိမဲ့ဆိုရင်ဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်နော် Okay ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးဆိုရင် subscribe လုပ်ပေးဖို့မမေ့နဲ့ပေါ့နော်ကဲနောက်ဆုံးကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်နော်โอเคဒါဆိုကျွန်တော်အရင်ဆုံးအနေနဲ့ဂျပန်ဆာဗာချိန်ဖို့အတွက်ဂျပန်ဆာဗာချိန်လို့ရမယ် VPN လေးလိုမှာဖြစ်ပါတယ်เนาะ VPN လေးတွေကတော့ကျွန်တော်ဒီမှာပြထားတဲ့ဟာလေးတွေပဲဖြစ်ပါတယ်เนาะဘာဖြစ်လို့လဲ VPN အများကြီးပြထားရဆိုတော့တစ်ခုမြရင်တစ်ခုချိန်ရမှာဖြစ်တော့ကျွန်တော်အကုန်လုံးပြထားပဲเนาะပြီးတော့ကျွန်တော်တို့ Chrome browser တစ်ခုလည်းလိုမှာဖြစ်ပါတယ်เนาะကဲဒါဆိုကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်เนาะโอเคဒါဆိုကျွန်တော်တို့အရင်ဆုံး VPN လေးထက်ကိုဝင်လိုက်မယ်เนาะထဲရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဂျပန်ဆိုတာလေးကိုအရင်ရှာပါเนาะရှာတွေ့ဆိုရင်လည်းအဲ့ဒါလေးကိုနှိပ်လိုက်မယ်เนาะကျွန်တော်တို့ဂျပန်ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเคဒါဆိုကျွန်တော်တို့ချိန်လို့ပြီးသွားပြီဆိုတော့ပြင်ထွက်လိုက်မယ်เนาะပြီးရင်ကျွန်တော်တို့ browser ထဲကိုသွားမယ်เนาะโอเคထဲရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ login like ကောင်းဆိုတာလေးကိုကျွန်တော်တို့ရိုက်ရှာလိုက်မယ်เนาะโอเคဒါဆိုကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာလိုက်ပါเนาะဒီလိုမျိုးပေါ်လာရင်ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်မယ်เนาะโอเคဒီလိုမျိုးလေးပေါ်လာလိုက်မယ်เนาะဒီလိုမျိုးလေးပေါ်လာရင်ကျွန်တော်တို့ဒါလေးကိုထပ်နှိပ်မယ်เนาะโอเคဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကောက်ဖွင့်ဖို့အတွက်နာမည်ထည့်ပေးမယ်เนาะနာမည်ကတော့တကယ်ချင်းမိတ်ဆွေတို့ကိုကြိုက်တဲ့နာမည်ထည့်လို့ရအောင်เนาะထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ next ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะပြီးရင်ကျွန်တော်ဒီမှာကိုကြိုက်တဲ့ဟာ password ထည့်ပေးရမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ password ထည့်ပြီးဆိုရင် next ဆိုတာလေးကိုဆက်နှိပ်လိုက်မယ်เนาะဒီမှာကျွန်တော်တို့နာမည်ထည့်ပေးရမှာဖြစ်ပါတယ်เนาะဥပမာကျွန်တော်တို့နာမည်3လုံးဆိုရင်ကျွန်တော်တို့ပေါ်မှာနှလုံးထည့်မယ်အောက်မှာတစ်လုံးထည့်မယ်ဥပမာအနေနဲ့ကြော်အောင်ဆိုရင်ပေါ်မှာကြော်လို့ထည့်မယ်အောက်မှာအောင်တစ်လုံးထည့်မယ်ပြီးရင် next ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာမွေးနေ့တက္ကရာတွေပါထည့်ပေးရမှာဖြစ်ပါတယ်เนาะမွေးနေ့တက္ကရာထည့်တဲ့နေရာမှာလည်းsession နဲ့ပြည်ပြီးသားလို့ဖြစ်ရမယ်เนาะ session နဲ့မပြည်ရင်မရဘူးเนาะ session နဲ့မပြည်ရင်ကျွန်တော်တက်တော့ခွင့်မပြုတာပေါ့နော်အဲ့လိုမျိုးကျွန်တော် session နဲ့ပြည်ပြီးသားလို့ဖြစ်ရမှာပေါ့နော်အဲ့လိုပြီးရင်ကျွန်တော် monitor ထည့်ပြီးဆိုရင် next ဖာလေးနဲ့လေးနော်ဒီမှာကျွန်တော်တို့ line မကောင်းနေတဲ့ကြာတတ်တယ်နော်ကျွန်တော်ဒီမှာပေါ်လာဒီလိုမျိုးလေးပေါ်လာဆိုရင်ကျွန်တော်ဒီမှာသူပုံပြထားတယ်နော်လက်လျက်ဒီဖက်လဲလာဆိုဒီပုံနဲ့သူပြထားဟာနဲ့ကန့်အောင်လဲလုံးနေနော်နှိပ်ပြီးဆိုရင်ဒီမှာနှိပ်လိုက်ဆိုရင်သူတို့ဒီမျိုးမှန်ချေတွေပေါ်လာလိမ့်မယ်နော်မှန်သွားရေးဆိုခဏလေးစောက်ပေးပါနော်လိုင်းမကောင်းတဲ့အတွက်ကြောင့်မလို့ပြီးရင်ကျွန်တော်ဒီမှာ okay ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ကျွန်တော်မှာဟိုးပေါ်ကဆက်လေးနဲ့ဆက်လေး68ဟာနေလိုက်မယ်နော်ပြီးရင်ကျွန်တော် outlook ဆိုတာလေးကို outlook ဆိုတာလေးရွေးပြီးတော့ဝင်လိုက်မယ်နော်ဘာဖြစ်လို့ဒီဟာရွေးခိုင်းလဲဆိုတော့ကျွန်တော်တို့ကTikTok နဲ့ကုတ်ပို့လာပြီးရင်အဲ့ဒီမှာဝင်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကျွန်တော်ကယူထားဖြစ်ပါနော်
ပြီးရင် next ဆိုရင်နေလေနော်ကဲဒါဆိုကျွန်တော်တို့ outlook ကောက်တစ်ခုတော့ရသွားပြီနော်ပြီးရင်ကျွန်တော်ဟိုပေါ်ကျွန်တော်များပြတဲ့ဟာလေးကိုတစ်ချိန်နေလေမနော်ပြီးရင်ဒီမှာကျွန်တော်တို့ပေါင်းလက်ခဏလေးနေလေမနော်ပေါင်းလက်ခဏလေးနေပြီဆိုရင်ကျွန်တော်ဒီမှာ TikTok like ကောဆိုတာလေးကိုရိုက်ထည့်လိုက်မနော်ပြီးရင်ကျွန်တော်ဒီမှာ not now ဆိုတာလေးကိုနေလေမနော် open TikTok လို့ရိုက်နေလေကျွန်တော် TikTok ထဲရောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် not now ဆိုတာလေးပဲနေလေမနော်ပြီးရင်ကျွန်တော် profile ထဲနေလေမနော်ပြီးရင်ကျွန်တော်တို့ sign up ဆိုတာလေးကိုနေလေမနော်ပြီးရင်ကျွန်တော် user phone on email ဆိုတာလေးကိုတစ်ချက်နေလေမနော် okay ဒါဆိုဒီမှာကျွန်တော်တို့မွေးနေ့တက်ကလေးတွေထည့်ပေးအောင်ဖြစ်ပါတယ်နော် okay ကျွန်တော်မွေးနေ့တက်ကလေးထည့်ပြီးဆိုရင်ကျွန်တော်တို့ next ဆိုတာလေးကိုနေလေမနော် okay ကျွန်တော်ဒီမှာဖုန်းနံပါတ်နဲ့မဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် email နဲ့ဝင်ပါဆိုတော့ကျွန်တော် email ဆိုတာတစ်ချိန်ရွေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဟိုမှာ outlook ကိုဖွင့်ခဲ့တဲ့အဲဒီဟာလေးကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ်နော်ရိုက်ထည့်ပြီးရင် next ဆိုတာလေးကိုနှိပ်လိုက်မယ်နော် okay ကျွန်တော်ဒီမှာအရင်ဖွင့်ခဲ့တဲ့ကောက်ဖွင့်ခဲ့တဲ့ password ကိုမကန်ကန်လေးထည့်ပေးမယ်နော်okay ပြီးရင်ကျွန်တော် sign up ဆိုတာလေးနှိပ်လိုက်မယ်နော်ကဲကျွန်တော်ဒီမှာကောက်ပို့လာပေးမှဖြစ်တဲ့ကြောင့်ဟိုပေါ်ကကျွန်တော်ပြထားတဲ့လေးတော့ကွက်လေးကိုတစ်ချိန်နှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာများပြထားတဲ့ဟာလေးတစ်ချိန်နှိပ်မယ်နော်အဲ့ဒါဝင်လိုက်မယ်နော်အဲ့မှာ TikTok ကောက်ပို့လာတဲ့ဟာကိုတွားကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်နော်ကဲဒီမှာကျွန်တော်တို့ TikTok ကောက်ပို့လာပြီနော်အဲ့ကုတ်လေးမှတ်ပြီးတော့ခုနနေရာမှာ TikTok ကိုတော့ပြန်ထည့်မယ်နော်ကဲကျွန်တော်ခုနမှတ်ထားတဲ့ကဏ္ဍလေးကိုဒီမှာပြန်ရိုက်ထည့်လိုက်မယ်နော်ကဲဒီမှာတော့တင်ကင်တာလေးတစ်ခုရွေးပေးလိုက်မယ်နော်ကဲဒါဆိုကျွန်တော်တို့ရသွားပြီနော်ပြင်ပြန်ထွက်လိုက်မယ်နော်ပြင်ပြန်ထွက်ပြီးရင်ကျွန်တော်ဒီမှာ tiktok.com ဆိုတာလေးကိုပြန်ရိုက်ချလိုက်မယ်နော်ခဏရေနော်ကျွန်တော် live မကောင်းတဲ့အတွက်ကြောင့်လို့ပြီးရင်ကျွန်တော် profile ဆိုတာလေးကိုပြန်သွားလိုက်မယ်နော်ပြီးရင်ကျွန်တော်ဟိုပေါ်ကဆက်လေး30နှိပ်ကြည့်မယ်နော်ပြီးရင်ဒီမှာကျွန်တော်များပြတဲ့ဟာလေးတစ်ချက်နဲ့နော်ကဲဒါဆိုကျွန်တော်တို့ဂျပန်ကရုံးလေးရသွားပြီဖြစ်ပါတယ်နော်โอเคဒါဆိုကျွန်တော်တို့ပြန်ထွက်ပြီးတော့ TikTok application တော့ပြန်ဝင်မယ်နော်ခုနဖွင့်ထားတဲ့အတိုင်းကျွန်တော်တို့ခုနဟာကျွန်တော်တို့ Chrome browser ထဲမှာပဲဟိုsign in ဝင်ရတယ်နော်အဲအတွက်ကြောင့်ကျွန်တော်ပြန်ထွက်တော့ကျွန်တော်တို့ TikTok ထဲမှာ sign in ပြန်တော့မှာဖြစ်ပါတယ်နော်ခုနတိုင်းပဲ profile ဆိုတာလေးတစ်ချိန်နိုင်မယ်နော်โอเคဒီခုနတိုင်းပဲ user နဲ့ဟော email ဆိုတာလေးပဲနေလိုက်ပါနော်ပြီးကျွန်တော် email နဲ့ဝင်အောင်ပြန်ပြီးကျွန်တော် email user name ဆိုတာလေးကျွန်တော်နေလိုက်ပါနော်ပြီးကျွန်တော်တို့ဖွင့်ထားတဲ့အတိုင်းကျွန်တော်တို့outlook ကိုဒီမှာပြန်ထည့်လိုက်မယ်နော်ကျွန်တော်ထည့်ပြီးဆိုရင်
continue ဆိုရင်နေလိုက်မယ်နော်ကျွန်တော်တို့က password နဲ့နေဝင်အောင်ဖြစ်ဆိုတော့အတွက်ကြောင့်လို့ကျွန်တော် password ဆိုလေးနေလိုက်မယ်နော် okay ဒီမှာကျွန်တော်တို့ password လေးမှန်မှန်ကန်ကန်လေးရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော် continue ဆိုလေးကိုနေလိုက်မယ်နော် okay ဒီမှာတော့ကျွန်တော်တို့မှန်မှန်ကန်ကန်လေးကိုလုပ်ပြလိုက်ပါနော် okay ကျွန်တော်ဒါဆိုရင်ရသွားပြီဖြစ်ရနော်ကျွန်တော် profile ဆိုတာလေးတစ်ချိန်နေလိုက်ပါနော်ဒီမှာတော့ကျွန်တော်တို့ profile လေးဆိုတာနေပြီးကျွန်တော်ဒီမှာဟိုမြင့်တောင်းချောင်းလေးဟာလေးတစ်ချိန်နေပါနော်ပြီးရင်ကျွန်တော် TikTok story ဆိုတာလေးနေလိုက်ပါနော်ပြီးရင် account ဆိုတာနေလိုက်ပါနော်ပြီးရင်ပေါ်ညာလေးနေလိုက်ပါနော်ဒါဆိုကျွန်တော်ကျွန်မ TikTok ကောက်လေးရသွားဖြစ်ပါတယ်နော်ကျွန်တော် TikTok လိုက်ရတဲ့ဒီတိုင်းပဲတောင်းဝင်လို့ရပါတယ်နော်အဲဆိုကျွန်တော်တို့ TikTok လိုက်မှာဆိုကျွန်တော်တို့ဗီဒီယိုကြည့်ရင်လည်းကျွန်တော်တို့ point လေးယူလို့ရဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကတကယ်ချင်းပဲဆိုတဲ့အတွက်ကြိုးရှိမယ်ဆိုရင် subscribe လေးနဲ့ like share လေးလုပ်တော့ပြီးတော့တောင်းဆိုချင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော် bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်